ကျွန်တော်မျိုးတွေအားလုံးပဲမင်္ဂလာရှိတော့ညနေခင်းလေးပါဗျအားလုံးပဲစိတ်ချမ်းသာကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံကြပြီးကတ်ဆိုးဘေးဆိုးတဘာဝဘေးအန္တရာယ်ဆိုးများမှာကင်းဝေးကြပါစေဗျမျိုးတွေအားလုံးပဲမင်္ဂလာပါเนาะကျွန်တော်တော့ဒီဟာအောင်ပါဗျအဲ့တော့ဒီကနေ့6ရက်6လ2025တောက်ကြနေညနေအပိတ်ပွဲဒိန်းပေါ့เนาะအဲ့တော့ပွဲဒိန်းအတွက်ကိုကျွန်တော် free နေတိုင်းအရင်ကနန်း organ လေးတွေကိုပြောပြပါမယ်ဗျအဲ့တော့ free နေတိုင်းအရင်ကနန်း organ လေးကိုမပြောခင်ကျွန်တော်မနက်က40ကိုအောင်မြင်ခဲ့တယ်ပေါ့နော်အဲ့တော့40အောင်မြင်ခဲ့တဲ့ဟာကိုကျွန်တော်တက်တည်နဲ့တော့ချပြပါမယ်ဗျာအားလုံးလည်း line ပေါ်အမျိုးတွေလည်းယုံကြည်အောင်ပေါ့နော်အဲ့တော့ဒီမှာပေါ့နော်ဒီချလေးနော်ဒီမှာမတိတ်လဲပါတယ်7နာရီ10မိနစ်เนาะ6ရက်6လ2025တောက်ကြမနဲ့7နာရီ10မိနစ်4000တန်ပေါက်ပေးပေါ့เนาะ3ညနဲ့3ည4 3ညခွန်အော်เนาะတကယ်ကကျွန်တော်4000လို့တာဒီစာအရတာရေးထားတာတကယ်တမ်း3000ပဲယူပါတယ်ဗျာเนาะဒီမှာဒိတ်ကလေးလဲပါတယ်ပေါ့เนาะအမတီချာလေးကြည့်ပါကြ7နာရီ10မိနစ်ကကျွန်တော်ပို့လိုက်တာပေါ့เนาะဒီမှာလေးတီချာလေးမှာ7နာရီ10မိနစ် AM အချိန်ကိုတော့လိမ်လို့မရပါဘူးเนาะ2နာရီခွဲရှိပါပြီကျွန်တော်ဗီဒီယိုရိုက်တဲ့အချိန်က2နာရီခွဲနေ့လယ်2နာရီခွဲပေါ့နော်အဲ့တော့မနက်ကအောင်မြင်သွားတယ်ပေါ့နော်43ခွက်ပေါက်ပေး4000တန်3ခွက်နော်ဒီမှာအဲ့တော့ဒီမှာတော့သူညနေမှာလွဲမယ်လို့ပြောခဲ့တယ်ပေါ့နော်အဲ့ဒါတအူးပေါ့နော်ဒါမနက်ကကျွန်တော်ပေါက်ပေး40အား3ခွက်40အားကိုပေါက်ပေး4000တန်3ခွက်အောင်တယ်ပေါ့နော်အဲ့မှာဒီမှာတယောက်ဒီမှာလည်းတယောက်ပေါ့နော်အဲ့ဒီဟာလည်းသူကတော့ဒီမှာ7နာရီ9မိနစ်ကပို့တာပေါ့နော်အဲ့3000တမ1000မိုးတဲ့1000မိုးပေါက်တယ်တဲ့သူပြောခဲ့တယ်နော်ဒီမှာဒိတ်နဲ့အဓိကပို့တဲ့အချိန်မှာပဲကျန်တာတွေအဲ့လောက်အရင်မရှိဘူးနော်ဒီမှာ7နာရီ9မိနစ်ဒီမှာ1000ရတဲ့အခုလွယ်လိုက်မယ်နော်တဲ့နော်ဒီမှာကျွန်တော်ပြန်ပြပေးမှာ7နာရီ9မိနစ်ကကျွန်တော်ပို့တာနော်3ညနေ့ရ3ညလေး3ညခွန်ကျွန်တော်ကဖုန်းကမနက်ကပြုတ်ကြထားတော့မှန်ကအကြောင်းလိုက်သွားမှန်လဲရမှာမို့လို့နော်ပြရတာတိတ်မရှင်းဘူးဖြစ်နေတယ်ဒီကမနက်ကဒါကနန်းပိုးတဲ့အချိန်လေးပေါ့နော်7နာရီ9မိနစ်ဟိုဘက်တယောက်က7နာရီ10မိနစ်ကပို့တယ်ဒီမှာ1000ပေါက်တယ်အခုလွဲလိုက်မယ်တဲ့သူကပြန်နော်ဒါတော့ကျွန်တော်လိန်လို့မရပါဘူးပေါက်ပေးဆိုတာကတော့နော်ပေါက်ပေးဆိုတာတော့ပေါက်မှပေးရတဲ့အတွက်ကိုကျွန်တော်လိန်လို့မရဘူးအချိန်နဲ့တကွလည်းကျွန်တော်ချပြထားတယ်ပေါ့နော်မပေါက်ရင်လုံးဝပေးစရာမလိုဘူးဒါမနက်ကကျွန်တော်3ည4ပေါ့နော်ပေးတာတော့3ည4နဲ့အာထိုးတာဆို40မနက်ကနေထိုင်3ခွက် organ 3ခွက်ပေါ့နော်ပေါက်ပေး4000နဲ့အောင်မြင်သွားပါတယ်ဒါအချိန်နဲ့တခါတည်းချပြပေးထားတယ်ပေါက်ပေးဆိုတော့လိန်လို့လည်းမရပါဘူးပေါက်မှပေးရတာမပေါက်ရင်လည်းပေးစရာပါမလိုတာနော်ဘလို့မှလိန်လို့မရပါဘူးနော်ဒီတူက7နာရီ9မိနစ်ကဒီတူကကြတော့7နာရီ10မိနစ်ကပို့ထားတယ်ပုံမှန်တော့ကျွန်တော်ရှိမှ9ယောက်10ယောက်လောက်ရှိတယ်လာယူတာဒီဘက်ကသူတို့ကပိတ်ရက်လည်းရှိတယ်ဆိုတော့တချို့တွေကြတော့နားတာရှိတယ်ပေါ့နော်အဲဆိုတော့ကျွန်တော်ကလူကမနက်ကအောင်တာ3-4ဦးလောက်ပဲရှိမယ်ဗျအဲ့တော့ဒီကနေ့ညနေအတွက်ကိုဒါကျွန်တော် Viber ဒီမှာပေါ့နော်ဒီကနေ့ညနေအတွက်ကိုလည်းအဲ့လိုမျိုးပဲမနက်ကလိုအောင်မြင်ခြင်းလို့ရခြင်းလို့ပေါ့နော်အာ3ခွက်3000တန်နေတိုင်းညနေပိုင်းအတွက်ကိုရခြင်းတဲ့လူများကျွန်တော် Viber ဖြစ်တဲ့အမှတီဟအောင် Viber ပေါ့နော်8981434488ဒီကိုလာရောက်ဆက်တွဲပြီးတော့ပေါက်ပေးယူလို့ရပါတယ်ဒီကနေ့ညနေအတွက်ပေါ့နော်တစ်ခွက်ကောင်းလဲယူလို့ရတယ်တစ်ခွက်ကောင်းကတော့ပေါက်ပေး9000နှစ်ခွက်ကတော့ပေါက်ပေး9000ပေါ့နော်အဲ့တော့ကျွန်တော်နေတိုင်းခဏန်းလေးတွေကိုပြောပါမယ်ဗျာနော်နေတိုင်းခဏန်းဒီကောင်းပါကျွန်တော်ဒီတိုင်းလေးပဲអော်ပေးလိုက်မယ်နော်မှန်ကမနက်ကပြုတ်ကြထားတော့နည်းနည်းလေးဟိုလုံနေရကြအောင်မလို့မြင်တော့မြင်ရပါလေဒီမှာဒီလိုလေးဆိုရင်ပုံမြင်ရမှာထင်တယ်နော်ဖုန်းကမနက်ကပြုတ်ကြတော့မှန်ကွဲသွားတယ်မှန်လဲရမှန်မကွဲရလဲကျွန်တော်ကမတတ်ထားမိသွားတယ်အဲ့ဆိုတော့ဒီကနေ့ညနေအတွက်ကအပိတ်ပွဲဒိန်းပေါ့နော်အပိတ်ပွဲဒိန်းကိုဒီမှာ1ခွန်1ရှင်း2ခွန်4 5အရန်ပေါ့နော်20ရက်2 5ရက်8 4ရက်5 6ကအော်နော်3ညခွန်1ရှင်း2ခွန်4 5
အရန်ပေါ့နော်မြင်ရပါတယ်နော်20နှစ်5 8 4 5 6ပေါ့နော်ဒီဘက်က20နော်20နှစ်5 8 4 5 6ကအော်နော်အဲ့တော့အားလုံးပဲမင်္ဂလာရှိတော်ညနေခင်းလေးပါစိတ်ချမ်းသာကိုယ်ကျမ်းမာခြင်းနဲ့ပြည့်စုံကြပြီးဒီနေ့ညနေမှာအပိတ်ပွဲတဲ့အိတ်နဲ့လွယ်နိုင်ကြပါစေဗျ